မင်္ဂလာပါကလေးတို့ရေဒီချက်ကြရုံလေးပဲဖြစ်ပါတယ်ဒီနေ့သွားမယ့်သင်ခန်းစာကအရေးသင်ခန်းစာတဲကအထလင်္ကာရမြောက်ရေးသားနည်းဆိုတဲ့သင်ခန်းစာလေးအကြောင်းကိုပြန်သွားကြအထလင်္ကာရမြောက်ရေးဖွဲ့နည်းဆိုတာကအနတ်ကိုတစားစင်ပြီးဖွဲ့တာဖြစ်ပါတယ်အနတ်ကိုဘာတွေနဲ့တစားစင်တာလဲရှေ့မှာလည်းသိခဲ့ပြီးအလင်္ကာတစားစင်ရေးဖွဲ့တာဖြစ်ပါတယ်လင်္ကာနဲ့တစားစင်ရေးဖွဲ့တာကိုအထလင်္ကာရမြောက်ရေးဖွဲ့ခြင်းလို့ခေါ်ပါတယ်ကဲအဲ့တော့အလင်္ကာနဲ့တစားစင်ရေးဖွဲ့တယ်လို့ပြောထားတဲ့အတွက်ကြောင့်ကလေးတို့ကဘာကိုသွားပြီးသတိရမှာလဲဆိုရင်အလင်္ကာလေးတွေအဲ့နိုင်မှာလဲသိခဲ့ပြီးသားအလင်္ကာစုစုပေါင်းဘယ်နှမျိုးရင်းနှီးခဲ့လဲဟုတ်တယ်5မျိုးရင်းနှီးခဲ့ပါတယ်အဲ့ဒီ5မျိုးကဘာတွေပါလဲဥပမာအလင်္ကာယူပကအလင်္ကာဝင်္ဂဟုတ်တိအလင်္ကာအတိတ်တယဟုတ်တိအလင်္ကာနောက်တစ်ခုကမြည်တမ်းဆွဲအလင်္ကာတွေပဲဖြစ်ပါတယ်ဥပမာအလင်္ကာရဲ့အခြေခံအချက်ကလေးတွေကိုပြောပြပါမယ်ပထမဆုံးကလေးတို့ဒီဥမာအလင်္ကာလို့သတ်မှတ်မယ်ဆိုရင်ဘာလေးကိုဦးစားပေးကြည့်ရလဲနိုင်ပြစကားလို့ခေါ်တဲ့ဥပမာဇောတကဆိုတာလေးကိုကြည့်ရမှာဖြစ်ပါတယ်ဥပမာဇောတကဆိုတဲ့အနိုင်ပြစကားလေးကဘယ်လိုစကားလုံးနေလဲကြည့်မယ်နော်ကဲတော့နေတပွဲနောက်ပြီးတော့လိုတူစသဖြင့်ပေါ့ဒါလေးတွေကဥပမာဇောတကစကားလေးတွေမြန်မာလိုပြောမယ်ဆိုရင်အနိုင်ပြစကားဥပမာဇောတကဆိုတာကပါဠိလိုလေးပြောနေလို့မြန်မာလိုဆိုရင်အနိုင်ပြစကားလေးတွေဟုတ်ပြီအဲ့တော့ကြပြတပုတ်ဆောင်းမတပုတ်စာတပုတ်ပေတပုတ်မှာဥပမာလင်္ကာလေးသုံးထားလားမသုံးထားလားသိချင်ရင်ဟောဒီအနိုင်ပြစကားလုံးလေးတွေနဲ့အတူပူးတွဲရေးထားတဲ့စကားလုံးလေးတွေကိုသတိထားရမှာဟုတ်ပြီအဲ့ဒါလေးသတိထားပြီးသွားပြီဒါဆိုရင်နောက်ထပ်ကလေးတို့ဘာလုပ်ရမှာလဲအဲ့ဒီနိုင်ပြစကားလုံးလေးကိုများတွေ့သွားပြီဆိုရင်ဟာဒီစာပိုက်ကတော့ဥပမာအလင်္ကာဖြစ်နိုင်တဲ့အနေထားမှာရှိတယ်ဆိုပြီးခံမှန်းမှာလုံးဝကြီးဥပမာလင်္ကာလို့သတ်မှတ်လိုက်တာမဟုတ်ဘူးခံမှန်းရုံပဲခံမှန်းမှာကဲအဲ့ဒါခံမှန်းပြီးဘာလုပ်မှာလဲဥပမာအလင်္ကာလို့ပြောတဲ့အတွက်ကြောင့်တစ်ခုနဲ့တစ်ခုကိုနှိုင်းယှဉ်ဖော်ပြတာဥပမာပေးပြီးတော့ပြဒါကြောင့်နှိုင်းယှဉ်ဖော်ပြရင်အကြောင်းအရာကဘယ်နှခုပါရမှာလဲ2ခုပါရမှာလေနှိုင်းတယ်ဆိုကြတဲ့ကတစ်ခုလည်းနှိုင်းလို့မရဘူး2ခုနှိုင်းရမှာဒါကြောင့်2ခုပါရတော့ဘာလေးတော့အနိုင်ဟုတ်ပြီနောက်တစ်ခုကအနိုင်ခံကီလိုလေးရှာပေးရဒါတို့သမီးတို့ကအဲ့ဒီစာလေးကဟောဒီစကားစုလေးကဥမာလင်္ကာလို့တန်တရားရှိတယ်လို့မြင်လိုက်ပြီဆိုတာနဲ့အဲ့ဒီစကားစုပေါ်ကိုအခြေခံပြီးတော့အနိုင်နဲ့အနိုင်ခံလေးကိုရှာရမယ်ကဲရှာပြီးသွားပြီလို့သတ်မှတ်လိုက်အနိုင်လည်းတွေ့ပြီအနိုင်ခံလည်းတွေ့ပြီဒါဆိုရင်ဘာဆက်လုပ်မှာလဲအဲ့ဒီအနိုင်နဲ့အနိုင်ခံမှာရှိနေတဲ့ဘာလေးလဲတူညီတဲ့ဂုဏ်ကြီးလေးကိုနောက်တစ်ချိန်ပြန်ရှာပါမယ်အနိုင်နဲ့အနိုင်ခံမှာတူညီတဲ့ဂုဏ်ကြီးများရှိရဲ့လားဆိုတာကိုစဉ်းစားပြီးရှာဖွေရမှာကဲအဲ့တော့ကလေးတို့ကအဲ့ဒီစကားစုလေးတစ်ခုကိုဟောဒီအနိုင်ပြစကားလုံးလေးတွေပါလို့ဥပမာလင်္ကာလို့ပထမဦးဆုံးသတ်မှတ်လိုက်တယ်ဒါပေမဲ့ဥပမာလင်္ကာမဖြစ်သွားသေးဘူးအဲ့ဒီစကားစုလေးမှာအကြောင်းအရာလေး2ခုရှိလားဘယ်သူနဲ့ဘယ်သူကိုနှိုင်းထားတာလဲအနိုင်ကဘယ်သူလဲအနိုင်ခံကဘယ်သူလဲရှာလိုက်ပြီဟောဒါလေးလည်းပြည့်စုံသွားပြီဟုတ်ပြီအနိုင်နဲ့အနိုင်ခံမှာရှိတဲ့တူညီနေတဲ့ဂုဏ်ကြီးလေးကဘယ်လိုလေးလဲဆိုတာကိုရှာလိုက်ပြီကဲဟောဒီအချက်ကလေး3ချက်ပြည့်စုံသွားပြီဆိုရင်ဒါဥပမာအလင်္ကာဖြစ်တယ်လို့ကောက်ချက်ချလို့ရအဲ့လိုကောက်ချက်ကြပြီးရင်ဘာလုပ်ရမှာလဲခိုင်းနိုင်ရေးဖွဲ့ပေးရပါမယ်အကြောင်းအရာဒီကို
ခိုင်းနိုင်ရေးဖွဲ့ပေးရပါမယ်ရှင်ဟောဒီချက်ကလေးတွေတိသွားပြီဆိုတာနဲ့ကြပြားတွေစာတွေစကားပြေတွေစောင်းပါးတွေထဲမှာသုံးထားတဲ့ဥပမာအလင်္ကာဆိုတဲ့အလင်္ကာစကားစုလေးကိုကလေးတို့ခွဲခြားဖော်ထုတ်သွားနိုင်မှာဖြစ်ပါတယ်ဒါကဥပမာအလင်္ကာရဲ့အခြေခံချက်ကလေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်